10ခေါက်တောင်ကြောမှာတကယ်ချင်း fighting ရက်ွက်ထဲမှာကြက်ပြောက်သွားရင်တော့ငင်းငွေပဲ Hello recipe ကျူဦးပါဒီနေ့မှာတော့ဦးက office business အတွက်အာလူပို့တီရောင်းဖို့စဉ်းစားထားပါတယ်ဒါကြောင့်ဦးမင်းလန်းစေးသွားပြီးတော့အာလူလေးတွေဝယ်လိုက်အောင်မယ်နော် Hello recipe ကျူဦးပါဒီနေ့မှာတော့ဦးကအာလူပို့တီပေါ့နော် spring potato လုပ်ပြသွားမှာပဲဖြစ်ပါတယ်ကြရဆိုလို့ရှိရင်ဒါအာလူပေါ့နော်အာလူကဦးကဒါက14500ဘူးစိုက်ညီတာတော့ရွေးခဲ့တယ်နော်ဘာလို့လဲဆိုတော့ office business ဆိုတော့လေတယောက်နဲ့တယောက်အလုံးမညီလို့ရှိရင်ဦးလာပြောကြမှာဆိုလို့အကြော်ခံနဲ့စောင်းစီပေါ့နော်ဒီစီကို4000မဝယ်ခဲ့တယ်ပြီးတော့ဒါပြောင်းကော့မှုန်က900စူပါမားကတ်မှာဆို900ပေါ့နော်လောက်ကတော့900ပေးခဲ့ရပါတယ်တကယ်တော့ဒါနည်းနည်းအာလူပိုးတီတော့ဆိုတိုတယ်ပေါ့နော်ဒါပေမဲ့ဝယ်လို့လွယ်တဲ့ဟာဝယ်ခဲ့တာပေါ့နော်ကဲရဆိုလို့ရှိရင်ဦးနဲ့တူတူစက်ထက်ကြည့်လိုက်ကြအောင်နော်ကဲရဆိုလို့ရှိရင်ဦးတို့အာလူလေးလည်းရပြီဆိုတော့ဒါလေးတွေကိုပိုးတီပုံစံလှီးပါမယ်အရင်ဆုံးအာလူကိုဦးတို့ဖင်းတဲ့ကောင်နဲ့ဖြတ်ပါမယ်။ဘာလို့လဲဆိုတော့ဦးတို့ဒီနေ့ဝယ်လာတဲ့ဒုတ်ကနည်းနည်းတိုတယ်ပေါ့နော်။တကယ်လို့ဒီထက်ရှည်တဲ့ဒုတ်ရှာနိုင်တယ်ဆိုလို့ရှိရင်တော့မဖြတ်လဲရတယ်ပေါ့နော်။ဒါလေးကိုဒီလိုမျိုးဓားလေးနဲ့စိတ်ရှည်ရှည်လေးနဲ့လို့နည်းနည်းလေးလိုက်လိန်လိုက်မယ်ပေါ့နော်။အိမ်မှာကွာနယ်ကိုတစ်ချောင်းနှစ်ချောင်းမိသားစုဝင်ရှိတဲ့လောက်ကြော်စားရတယ်လို့တူလေးနဲ့ကြော်လဲရတယ်ပေါ့နော်။သူကပို့အောင်ရှည်သေးရဲ့။ဒါကတော့ share concentrate ရတယ်။စကားမပြောရင်တော့ဘူးကောင်းတော့ပေါ့။စကားပြောရရက်ပြီနော်။ 2 seconds later ဓားလေးကိုနည်းနည်းလေးစောင်းလာမှရမယ်နော်ဘာလို့လဲဆိုတော့ပိုးတီကကြတော့အဆောင်းလေးသွားတာဆိုတော့လေပြီးတော့ဒီဟာပေါ့နော်ကို့အိမ်မှာဒီဓားနဲ့ပဲ sorry ဒီကကြကို့အိမ်မှာဓားနဲ့ပဲလုပ်တာဆိုတော့ပေါ့နော်တကယ်တမ်းသူတို့ဈေးတွေမှာလိုမျိုးထိုးပြီးတော့လှည့်လိုက်တယ်ဆက်နဲ့လုပ်တာတော့မပါဘူးပေါ့နော်ကဲရဆိုလို့ရှိရင်ဦးတို့ဓားလေးကိုပေါ့နော်ဖြန့်လိုက်တော့မယ်အရင်ဆုံးထိတ်ကိုနည်းနည်းပြန်တက်သွားအောင်လုပ်မယ်ပြီးရင်ကဲအဲ့ဆိုဦးရဲ့အာလူပို့တီလေးရပါပြီထာဒါခလာရယ်နော်ချစ်စရာလေးဒါကလက်နဲ့ဓာတ်နဲ့ဆိုရင်တော့ဒီလိုအထူကတော့ပုံမှန်ပဲပေါ့နော်ဒီထက်ထူသွားလို့ရှင်ကြဦးတို့ကြက်ဖို့ခတ်ခဲတယ်ပေါ့နော်ပါလို့ရှင်ကြတော့ဦးတို့ဒီပိုးတီလိုင်းလိုက်တဲ့နေရာမှာလေဒီလိုမျိုးစောင်းတဲ့နေရာမှာပြတ်သွားတတ်တယ်ကဲအဲ့ဆိုဦးဆက်လုပ်လိုက်ပါမယ်ကဲဆိုလို့ရှင်တော့ဦးတို့ဒီအာလူးကြော်ပေါ့နော်အာလူးကြော်ပေါ်ကနေဖြူးမယ်မာလာအမှုန့်လုပ်ပါမယ်ကဲဆိုလို့ရှင်ဦးတို့ပေါ့နော်ဒီအာလူးလေးတွေကိုတစ်ခါရဲထဲ့ကြော်ဖို့တော့မုံနှင်းဆက်ပါမယ်ပထမဦးဆုံးဒါပြောင်းခေါ်မုံပေါ့နော်တစ်ထုပ်ထည့်လိုက်ပါမယ်တကယ်လို့ပြောင်းခေါ်မုံနဲ့အကြော်ကြော်တာမကြိုက်ဘူးဆိုလို့ရှိရင်ဂျုံမုံတို့ဘာလို့အစားထိုးပြီးသုံးလို့ရပါတယ်ဒါကတော့ဥရဒါငရုတ်ကောင်းမုံအဖြူပေါ့နော်ဒါလေးထည့်လိုက်ပါမယ်ထားလေးထည့်လိုက်ပါမယ်အယောင်တင်မုံနူးမုံပေါ့နော်ဒါကတော့ကြက်သွန်ဖြူမုံပါရက်ွက်ထဲမှာကြက်ပြောက်သွားရင်တော့ငင်းငွေပဲကဲရဆိုဦးဒီနေ့မနက်ကဝယ်လာတဲ့စီလေးနဲ့ကြော်ပါမယ်အာလူးလေးတွေကိုပေါ့နော်ဆွဆွဆက်ထားတဲ့မုံနှစ်လေးနဲ့တေချာလေးနှံ့နှံ့လေးဖြောင်းလုပ်လိုက်ပါမယ်ပြီးတော့တခုပြောချင်တာဦးလက်တွေဆိုဆွလုံးဝပဲတီးဝန်ထားသွားတယ်ပေါ့နော်တကယ်လို့ဒီအာလူးပိုးတီရောင်းတဲ့စီးပွားရေးကိုရေရှည်စဉ်းစားရရဲဆိုလို့ရှိရင်တေချာပေါက်ပိုးတီလုပ်တဲ့ဆက်ဝယ်ပေါ့နော်ဒါကိုလက်နဲ့လုပ်လို့ရှိရင်မနက်ခင်းနဲ့လုပ်လို့ရှိရင်ညနေခင်းမှာဆိုင်ခွင့်ရမယ့်အနေထားတို့လက်ရည်နူးသွားလို့ဆက်မလုပ်နိုင်တော့လူမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်ကဲရဆိုဦးဒါလေးကိုထည့်ကြောလိုက်တော့မယ်နော်အရေးလေးစစ်ပြီးသွားပြီဆိုတော့စီရလည်းပေါ့စီရပေါ့တော့ပေါ့10ခေါက်တောင်ကြောမှာတကယ်ချင်း fighting တွေ့ရညာမာလာအမှုန့်ကအရန်မိုက်တာဦးကဒါ28ချောင်းဆိုတော့ဒီ29ရဲ1500မြောက်လိုက်မယ်နော်4500ပေါ့နော်ကဲအားဆိုလို့ရှိရင်ဦးတို့ဒီမနက်ကဝယ်လာကြတော့18900ဘူးရှိရပေါ့နော်ဒီ spice လေးတွေသုံးပြီးမာလာအမှုန့်မှာလောက်ထားရဲဆိုတော့ဒီမာလာအမှုန့်အားဖြင့်ဆိုလို့ရှိရင်3000လောက်တော့တန်ကြီးရှိမယ်ပေါ့နော်ဝယ်မယ်ဆိုလို့ရှိရင်4000
900တဲ့ကနေပြီးတော့21,900နှုတ်လိုက်ပါမယ်1,800မြက်တယ်ပေါ့နော်မြက်တင်တဲ့လောက်တော့မြက်တယ်ဒါပေမဲ့မီးဝိုးပါညာနဲ့ဆိုရင်တော့တိတ်မမြက်တော့ပြီးတော့ဥပမာဥတို့ဒီနေ့ပေါ့နော်ဒီဟာကိုဒါနဲ့ဒီရဲ့အချိန်မှာအချိန်တော်တော်ကြာတယ်ဒါကိုရေရှည်လောက်စားချင်တယ်ဆိုလို့ရှိရင်တော့ဆက်ဝယ်လိုက်ပါကဲဆိုလို့ရှိရင်တော့ဥတို့ရဲ့ဒီနေ့စီစဉ်ရတော့လောက်ပါပဲနောက်ပတ်ဒီမှာဥက recipe 2မှာဗာလေးတွေချက်ပြမလဲဆိုတာကိုဆက်ဆောင်ကြည့်ပေးကြပါဦးเนาะအားလုံးပဲတတာဆက်စားလိုက်ပါဦးမယ်